တစ်ဖက်လူကိုတီးပါလူမားပြီးတော့မစော်ကားမမောက်မာမိပါစေနဲ့လူဆိုတာပေါင်းသင်းဆက်ဆံရေးတရားဝါဖြစ်ပါတယ်မတူညီတဲ့ဇယိုက်တွေနဲ့လူတွေအမျိုးမျိုးရှိတယ်စိတ်ထင်တိုင်းကြိုက်တယ်လို့ဆက်ဆံလို့မရပါဘူးတချို့လူတွေကကိုယ့်ထက်ပါနဲ့တယ်လူရည်လေတယ်တရုပ်ဆောင်ကောင်းတဲ့အတွက်သူတို့ပေါ်ကွက်ကြော်ရိုင်းမိမယ်ဆိုရင်ဘဝမပြတ်မချင်းကလေးစားချခြင်းကိုခံရတတ်ပါတယ်ဒါကြောင့်ပေါင်းသင်းဆက်ဆံရမယ်တစ်ဖက်လူကိုတီးအောင်ကြိုးစားပါမသိနားမလဲပဲလူမားပြီးမစော်ကားမမောက်မာမိပါစေနဲ့ဆက်လက်ပြီးကဲဖြတ်ဖို့လည်းမလွယ်သူလို့အင်ပတန်အန်ရည်များတဲ့လူမျိုးစားတွေကိုပြောပြပြီးတော့မှာဖြစ်ပါတယ်မမရရစိတ်သေးဆွဲအောင်တီလာထားလိုက်ပါနံပါတ်1တစောက်ကန်တဲ့စိတ်ကြီးဝင်သမားအပေါ်ရန်ကြီးလိုက်ရင်တော့မသိတာပဲမဲ့မောက်မာစိတ်ကိုဖုံးဝယ်ထားပြီးတော့ပြုံးချွချိုနဲ့အဆောင်နေတတ်တဲ့အန်ရည်ကြီးဆုံးသောလူတွေဖြစ်ပါတယ်အမားလေးတစ်ခုအတွက်နဲ့တေတပံတက်တဆုံကလေးစားချီတက်ပြီးဘယ်တော့မှခွင့်မလွတ်တဲ့ညှို့ကြီးတဲ့သူတွေဖြစ်ပါတယ်ကိုပေါင်းသိမိတ်ဆွေလုပ်ဖို့ကင်ဘက်တွေထဲမှာစိတ်ခံစားချက်ပြင်းထန်တဲ့လူတွေနဲ့မာနတခွဲသားလူတွေပါလာရင်ဝေးဝေးရှောင်နေလိုက်တာကောင်းပါတယ်မေတုခေါ်ပြောပြီးတော့ခက်တန်းတန်းနေလိုက်တာလုံခြုံစိတ်ချရပါတယ်စကားအမားမခံတဲ့လူတွေဖြစ်တဲ့အတွက်မလိုအပ်တာကိုဘယ်တော့မှမပြောမိအောင်စင်ကျင်နေလိုက်ပါနံပါတ်2လိပ်ပြမလုံးနဲ့ short တီရော်ရဲ့သမားတစောက်ကန်စိတ်ကြီးဝင်သမားတွေနဲ့ခက်ဆင်ဆင်ပါပဲဒါပေမဲ့ဒီလူအုပ်စုဟာစိတ်ခံစားချက်ကိုရှေ့တန်းတင်ပြီးစက် confident မရှိတဲ့လူတွေဖြစ်တဲ့အတွက်ရှက်ကြောက်စိတ်တွေမလုံစိတ်တွေကြောင့်မလို့တန်တရားများနေတတ်တဲ့လူတွေဖြစ်ပါတယ်ဆွဆဲပြောဆိုတာမျိုးတာမန်နာမည်တဲ့အပြစ်ဆိုလိုက်တာမျိုးစတဲ့တာမန်လူမှုပရိပခလေးတွေကိုတော့မှကမ္ဘာစစ်ကြီးတွေလိုမျိုးသဘောထားတဲ့လူတွေဖြစ်ပါတယ်လူဘာဝတယ်စော်ကားတယ်လို့ခံစားမိခဲ့ရင်သူတို့ရဲ့ short တီရော်ရဲ့မာနာစိတ်နဲ့တံပြန်တိုက်ခိုက်တတ်ပါတယ်တိုက်ခိုက်တဲ့ပုံကချက်ချင်းအရှိုက်ထီအောင်နာကျင်အောင်တိုက်ခိုက်လိုက်တာမျိုးမဟုတ်ဘဲနဲ့မတိမတာလေးအဖျားခက်တိုက်ခိုက်နေတာမျိုးဖြစ်တာမို့ကိုရီတောင်မှထိနာမှမသိနာပြီးတော့တီးရတော့လဲချိန်နောက်ကျလို့ဖက်ဆင်မရတဲ့ဆုံးရှုံးမှုတွေကြုံတွေ့ရတတ်ပါတယ်နံပါတ်3တန်တရားသမားအနေနဲ့မရှိပေမဲ့မထင်လို့ကြောက်စရာအကောင်းဆုံးဖြစ်သွားတတ်ပါတယ်ဘာလို့ဆိုတစုတို့တစောက်ကန်သမားတွေလိုပဲသူတို့စိတ်ထင်ရကိုပဲပတ်ထင်နေတဲ့အတွက်လူတွေကို positive ဘက်ကမမြင်ပဲနဲ့ negative thinking တွေနဲ့ပဲအစိုးမြင်နေတတ်တဲ့သူတွေပါအတွေးမြင်သမားဆိုပေမဲ့အတွေးတွေပဲရှိပြီးတော့အမျှော်မြင်မရှိတဲ့သူတွေပါစိတ်အခြေအနေမတည်ငြိမ်တဲ့အတွက်လူတွေပြောသမျှဆိုသမျှကိုယုံမိတတ်တဲ့လူတွေမလို့ဒီလူတွေနဲ့ဆက်ဆံရမယ်ဆိုရင်သူတို့အကြိုက်လိုက်ပြီးတော့ထောက်ခံပေးလိုက်ပါနံပါတ်4အညိုသမားအညိုတေးကြီးသမားတွေကဟန်ဆောင်ကောင်းဆုံးလူတွေဖြစ်ပါတယ်အလိန်ခံကွက်ကြော်ရိုက်လူဘာဝခံနေရရင်တော့မှမျက်နာကအပြုံးမပြတ်ကြပါဘူးဒီလူတွေကအများအဖြစ် ADS နေကြတဲ့သူတွေပါအစာလွန်နေတဲ့မွေဆိုးတကောင်လိုပဲစာမျိုးဖို့ချောင်းနေပြီးတော့သူတို့ခွင်ထဲရောက်လာရင်တေချတတ်တဲ့သူတွေဖြစ်ပါတယ်ဒီလူတွေနဲ့မဖြစ်မနေရင်ဆိုင်ရတဲ့အခါအနိုင်တိုက်ပါပြက်ချေမုံမှာသူတေကိုတေတဲ့တို့ရှင်ဆိုင်မှာသူ့ကိုဘွားမြို့နိုင်ရင်သူ့ဘွားမြို့တာခံပြီးတော့ကိုဘွားပြက်မှာကိုတရိယာပါနံပါတ်5တဲ့တို့လူရိုးသမားမသိရင်ဥဒလိုအဒလိုနဲ့တဲ့တို့ရဲ့တိတ်ထုံမှုတွေကိုချိတ်ခံရပြီးရှိုက်ထိသွားရတတ်ပါတယ်သူတို့စီကတတိထားမဲ့အနေကဂလက်စားချေရတာလည်းမဟုတ်ဘူးတိုင်ပြန်တိုက်ခိုက်တာမျိုးလည်းမဟုတ်ပါဘူးတဲ့တို့သမားတွေကလူရည်လေလူဘာဝဆုံးသောညနာပြောင်သမားတွေဖြစ်ပါတယ်အရှက်လည်းမရှိကြောက်လည်းမရှိပေါ့ပေါ့နေပေါ့ပေါ့စားဖြစ်တဲ့အတွက်သူတို့ရဲ့အတင်းဝင်ရောမှုတွေကကျွတ်တို့လိုပဲအနေမရှိပေမဲ့စိတ်ချုပ်စရာအင်မတန်ကောင်းပါတယ်ဒီလိုလူမျိုးတွေနဲ့မဖြစ်မနေဆက်ဆံရမယ်ဆိုရင်အမြင့်ပြတ်ဆင်းရှင်းပြရမယ့်သူတွေဖြစ်ပါတယ်